ကျွန်တော်တို့တစ်ခါမှမြောက်ဖူးသေးတဲ့အရက် data တစ်ခုကိုယုံကြည်ချက်ရှိတွားနိုင်တာတွေလမ်းဘေးကစိုင်တေးလေးတွေကိုကဘာတိအောင်လုပ်ပေးနိုင်တာတွေဘာလို့ကြောက်လဲအဖေကတော့ရှင်းပါတယ် Google Maps ပါပဲဒါပေမဲ့ဒီနေ့ကျွန်တော်တို့အားကိုးနေရတဲ့မြေပုံကြီးကဘယ်လိုစတင်ခဲ့တာလဲဘယ်လိုတုံးဝင်ပုံတွေရှိနေလဲဒီတဲ့ခါကျရင်တပြားမှမပေးရပဲအလကားတုံးနေရတဲ့ဒီ application က Google အတွက်ဘယ်လိုမျိုးဒေါ်လာဘီလီယံပေါင်းများစွာတွေရှာပေးနေတာလဲဆိုတာကိုကျွန်တော်အသေးစိတ်လေ့လာကြည့်ရအောင် Google Maps ရဲ့တမိုင်းကြောင်းဟာ2004ခုနှစ်အော်တိုဘာလမှာစတင်ခဲ့ပါတယ်။ထူးခြားတာကသူက Google ကနေတိုက်ရိုက်ထွင်ခဲ့တာမဟုတ်ပါဘူး။ Daymas လူမျိုးညီကိုနှစ်ယောက်ဖြစ်တဲ့ Lars နဲ့ Jens Rasmussen တို့တည်ထောင်ထားတဲ့ကုမ္ပဏီကို Google ကဝယ်ခဲ့တာပါ။အစပိုင်းမှာ software တစ်ခုအဖြစ်စတင်ခဲ့ပေမဲ့ Google ကဝယ်ပြီးတဲ့နောက် internet ပေါ်မှာတိုက်ရိုက်ကြည့်လို့ရတဲ့ web service အဖြစ်ပြောင်းလဲခဲ့ပါတယ်။2005ခုနှစ်မှာ Google Maps ကိုကမ္ဘာတိအောင် launch လုပ်ခဲ့ပြီး2009ခုနှစ်မှာတော့လမ်းတွေကိုအပြင်မှာမြင်ရတယ်လို့မျိုး360ဒီဂရီကြည့်နိုင်တဲ့ Street View ကိုမိတ်ဆက်ခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီးတော့ဒီ Google Maps ဟာတွင်ကျဲဒီကမ္ဘာလုံးတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ Google Maps ဟာလမ်းပြတာတစ်ခုတည်းမဟုတ်ပါဘူး။သူ့ရဲ့အတုံးဝင်ပုံတွေကအများကြီးအမှန်ခံပါပဲ။ကားလမ်းတွေမှာဘယ်နေရာကလမ်းပိတ်နေလဲဘယ်လမ်းကတွားရင်ပုံမြန်မလဲဆိုတာကိုအချိန်နဲ့တပြေးညီသိနိုင်လို့အချိန်ကုန်တက်တာစေပါတယ်။ကိုယ်အနီးနားမှာရှိတဲ့စားတောက်ဆိုင်တွေစေကန်းတက်စီဆိုင်တွေကိုအလွယ်တကူရှာနိုင်ုံတွေမကပဲအခြားလူတွေကပေးတဲ့ review တွေကိုကြည့်ပြီးတဲ့ရွေးချယ်နိုင်ပါတယ်။ internet မရှိတဲ့နေရာတွေတွားတဲ့အခါမြေပုံကိုကြိုပြီး download ဆွဲထားပြီး GPS နဲ့လမ်းရှာနိုင်တဲ့ Pascal number ဘယ်လောက်စီးရမလဲရထားကဘယ်ချိန်ထွက်မလဲဆိုတာတွေကိုပါတွက်ချက်ပေးပါတယ်။ကိုရောက်နေတဲ့နေရာတွေကိုတကယ်ရင်းတွေစီပို့ပေးနိုင်လို့ချိတ်ဆိုရတာပို့ပြီးတော့လွယ်ကူစေပါတယ်။ပြီးရင်လည်းကျွန်တော်မြေနေရာတွေကိုကိုယ့်ရဲ့မြေနေရာတွေကိုကြည့်ပြီးတော့ဧကတွေတွက်ကြည့်နိုင်တဲ့အကွာဝေးတွေကိုလည်းတွက်ကြည့်နိုင်ပါတယ်။ဒီလောက်အတုံးဝင်တဲ့အရာကို Google ကအခမဲ့အလကားပေးနေတယ်ပေါ့နော်။အကြောင်းကတော့အကြောင်းရှိပါတယ်။နံပါတ်1ကတော့ဆိုင်ရှင်တွေကသူတို့ဆိုင်ကိုမြေပုံမှာထိတ်ဆုံးပေါ်ခြင်းတော့ Google ကိုပိုက်ဆံပေးရပါတယ်။ Grab တို့ Foodpanda တို့လို application တွေက Google Maps ကိုအသုံးပြုကအတွက်တစ်နှစ်ကိုဒေါ်လာတန်ပေါင်းများစွာပေးရပါတယ်။ကျွန်တော်တို့တွားလာမှုအချက်လက်တွေကိုတုံးပြီး Google ရဲ့ကြော်ညာစနစ်ကိုပုံမတိကျအောင်ပြုလုပ်ပါတယ်။အချုပ်ပြောရရင် Google Maps ဆိုတာကျွန်တော်တို့ရဲ့ခြေလမ်းတိုင်းကိုလမ်းပြပေးနေတဲ့အဖော်မတယောက်လိုဖြစ်နေပါပြီ။အမိုင်းတစ်လျှောက်ပြောင်းလဲလာမှုတွေနဲ့အတူအနာဂတ်မှာလည်း AI နည်းပညာတွေနဲ့ပေါင်းစပ်ပြီးပို့ပြီးတော့အသုံးဝင်လာအောင်မှာဖြစ်ပါတယ်။ Google Maps ရဲ့ဘယ် future တွေကိုအကြိုက်ဆုံးလဲဆိုတာကို comment မှာပြောခဲ့ပါဦး။ဟုတ်ကဲ့ပါကျွန်တော်တို့နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။